ကျွန်တော်တို့တငယ်ချင်းတွေဘဝမှာအဖြစ်ချင်းဆုံးလူကြီးမိဘတွေမပါဘဲနဲ့ပထမဦးဆုံးတ냐အိတ်ခရီးလို့ထွက်ဖြစ်ခဲ့ပါတယ်ဆိုတော့ဒီခရီးကဘယ်တော့တောင်ပျော်ရွှင်စရာကောင်းခဲ့တယ်လဲဆိုတာကိုသိချင်တော့အဆုံးထိလိုက်ကြည့်ပေးကြပါအောင်နော်ပြီးတော့အသေးစမ်းလေးဖြစ်သွားအောင်ဒီ vlog ထဲမှာကျွန်တော်တယောက်တည်း voice over လုပ်မှာမဟုတ်ဘဲနဲ့ကျွန်တော်တငယ်ချင်းတွေမှာတူတူ voice over လုပ်မှာဖြစ်ပါတယ်ကျွန်တော်တို့မနက်စောစစ်စီ3နာရီကျော်4နာရီလောက်မှာလူစုပြီးတော့9နာရီကျော်လောက်မှာရန်ကုန်ကနေစထွက်ပါတယ်ကျွန်တော်သွားခဲ့တာကတော့စုစုပေါင်းတငယ်ချင်း9ယောက်သွားခဲ့တာဖြစ်ပါတယ်ခဏနေတော့ဘကုမှာမနက်စာစားဖို့ခဏရက်ပါတယ်အရင်ကမှဘကုမှာမနက်စာစားပြီးတော့ကျွန်တော်ခရီးဆက်ကြပါတယ်ပြောရမယ်ဆိုလို့ရှိရင်ဒီခရီးကကျွန်တော်တို့သွားပြဖို့ကိုတပတ်ကျော်လောက်ကိုအချိန်ယူခဲ့ရတဲ့ခရီးဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ခရီးအသွားမှတင်ကိုအရင်ကိုပျော်နေကြပါပြီဟုတ်ပါရဲ့မကြခင်မှာကျွန်တော်တို့ကင်မွန်စကန်ရောက်တော့မှာဖြစ်ပါတယ်ကျွန်တော်တို့ကတော့ကြိုက်တီးကိုတ냐အိတ်2ရက်ခရီးသွားခဲ့တာဖြစ်ပါတယ်အခုကတော့ကြိုက်တီးကိုတောင်ကြီးကင်မွန်စကန်ကိုရောက်ပါပြီဆိုတော့တောင်တက်ကားစီးဖို့အတွက်လက်မှတ်သွားဖြစ်ပါမယ်တောင်တက်ကားကတော့နောက်ခန်းမှာဆိုရင်တယောက်ကို9000အရှေ့ခန်းမှာဆိုရင်တယောက်ကို9000ပေးရပါတယ်အခုကတော့လက်မှတ်ဖြတ်ပြီးတော့တောင်တက်ကားပေါ်ရောက်ပါပြီအစကတော့တောင်တက်ကားနောက်မှာထိုင်ခြင်းမင်းမဲ့နောက်မှာအကုန်လုံးလူပြေးသွားလို့အရှိဆုံးထဲမှာပဲထိုင်လိုက်ရပါတယ်ကျွန်တော်တို့ကတော့ရှေ့ဆုံးမှာထိုင်တော့ဘာမှမမြင်ရဘူးဆိုတော့နောက်မှာထိုင်တဲ့သူတွေကတော့အကိုတကိုရောက်တိုင်းအော်နေကြပါတယ်ဘာလို့လဲတော့မသိပါဘူးအခုကတော့ကီဘဲကားစီးရဲ့နေရာမှာခဏရက်ပေးရဖြစ်ပါတယ်ကျွန်တော်တို့ကတော့အသွားမှာကီဘဲကားမစီးခဲ့ပါဘူးရှင်မင်းဘော်အထိပဲတောက်တက်ကားနဲ့တက်ခဲ့ပါတယ်အခုဆိုတော့ကီဘဲကားစီးရဲ့နေရာပြီးသွားပြီဆိုတော့ဟုတ်အပေါ်ရောက်တော့မှာဆိုတော့အပေါ်ရောက်လေတိုက်လေအေးလေပြီးတော့တလန်လုံးမှာမြင်ရတဲ့ရှုခင်းနေရလဲတော်တော်လေးကိုလှပါတယ်အခုဆိုရင်တော့ဒီတောင်ပေါ်မှာရှိတဲ့ဒီတောင်တက်ကားဂိတ်ပေါ့အဲ့နေရာရောက်ပါပြီရှင်မင်းမော်ထီကို15မိနစ်20လောက်လမ်းလျှောက်အောင်ပါဆိုတော့ကျွန်တော်တို့အထုပ်ပေါင်း16000နဲ့မနှဲဆွဲရပါတယ်အထုပ်မဆွဲခြင်းတဲ့သူကတော့အမှအထမ်းငားလို့ရပြီမဲ့ကျွန်တော်တို့ကတော့ဈေးကြီးလို့မငားခဲ့ပါဘူးကဲအခုကတော့ဆန်တော်ရှင်ကြိုက်ချီရိုးစီဆိုမိုးဝရောက်ပြီဆိုတော့ခရီးရဲ့တဝက်လောက်တော့ပြီးပြီလို့ပြောလို့ရပါတယ်ပေါ်မှာလည်းလှက်ကလေးထပ်တက်အောင်ပါဆိုတော့ရှုခင်းလင်းကြည့်ကိုမောဖြေလိုက်ပါတယ်အခုကရှင်မီမော်လေးရောက်ပြီဆိုတော့ကျွန်တော်တို့တဲဖို့ဟိုတယ်နဲ့နီးလာပြီဖြစ်ပါတယ်ဆိုတော့အခုကစပြီးနောက်တစ်ပိုင်းရောကျွန်တော်တငယ်ချင်းနောက်တစ်ယောက်ကဆက်ပြီး voice over လုပ်မှာဖြစ်ပါတယ် Hi ဆိုတော့ကျွန်မတို့က UOD Hotel 3မှာတည်ခဲ့ပါတယ်စုစုပေါင်းတငယ်ချင်းက9ယောက်တော့ခဲ့ရဆိုတော့3ယောက်ခန့်တစ်ခန်း2ယောက်ခန့်တစ်ခန်းယူခဲ့ရပေါ့နော်နှစ်ခန်းထဲမှာ3ယောက်ခန့်တစ်ခန်းကတော့ view ခန်းနဲ့ယူခဲ့ပါတယ်ဘယ်ခန်းယူပတ်စံကတော့ချိုးလဲပေးရပါတယ်ဒါကတော့ကျွန်မတို့ယူထားတဲ့3ယောက်ခန့်ပုံစံလေးပါဒီမှာကတော့ toilet ပါဒါကတော့ကတင်ပါဒါလေးကတော့3ယောက်ခန့်နေမြင်ရတဲ့ view လေးဖြစ်ပါတယ် view ကတော့အရင်ကမှလာပါတယ်โอ้အခန်းမှာချုပ်တွေထားခဲ့ပြီးတော့တောင်တက်ဖို့အတွက်ကျွန်တော်တို့ပြင်ဆင်ပြီးတော့တမ်းမြတ်ထွက်ကြပါတယ်ဆိုတော့နောက်ထပ်တောင်တက်တဲ့အပိုင်းတွေကိုတော့နောက်တစ်ယောက်ကဆက်ပြီးတော့ voice over လုပ်တော့ပါလိမ့်မယ် Hi ဒါရကျွန်မပါအခုကတော့တောက်ပေါ်ကနေပြီးတော့ရသက်တောက်ဘက်ကိုကေဘယ်နဲ့ပြန်ဆင်းဖို့အတွက်လက်မှတ်ဝင်ရဖြစ်ပါတယ်ဒါတော့လက်မှတ်စည်းနှုန်းလေးဖြစ်ပါတယ်အဲ့မှာအလုံးလုံးတဲ့အမပဲပေါ့နော်ကျမတို့သွားဖို့တောင်းနေရောလမ်းနေရောအကုန်လုံးကိုတေချာရှင်းပြပေးနေရပါတော့အဲ့အမကစိတ်ရှိရှိနဲ့တေချာချာရှင်းပြပေးရပေါ့နော်ဓာတ်ပုံနေတေချာရိုက်မိပုံနေဆွဲပြီးတော့ဖေနာကိုဘယ်လိုသွားပဲချိန်မှဘယ်လိုသွားဆိုပြီးတော့တေချာပြောပြပေးခဲ့ပါတယ်သူကြောင့်ပဲကျမတို့ခီးရတော်တော်အဆင်ပြေခဲ့တာပါခုကတော့အကုန်လုံးကိပဲစီးပြီးသွားပါပြီခုနအမပြောခဲ့တဲ့အတိုင်းပေါ့နော်ရသက်တောက်ဘက်ကိုဆင်းပြီးတော့အခုစားတက်တော့ပို့လုံနေပါပြီစားတက်ချင်းပါပဲပေါ့နော်အဲ့တကြောလောက်ဝဲရှိအောင်ပဲအကုန်လုံးပြန်ဆင်းချင်စိတ်ပေါက်နေပါပြီအဲ့လိုနဲ့ပဲမှချင်းစကားပြောလိုက်ရန်ဖြစ်လိုက်နဲ့တောင်ပေါ်ရောက်သွားပါပြီရန်ပြေတောင်ရောက်ပါပြီ Okay ကျွန်မပါရတော့ဒီလောက်ပါပဲနောက်ထပ်တစ်ယောက်အနေပြီးတော့ sub voice over လုပ်အပ်ပါလိမ့်မယ် Hello ဆိုတော့ကျမတို့ရေတိတောင်ပေါ်ရောက်တာနေ့လယ်ပဲဆိုတော့ဘိုက်တွေစားလို့ဖျားရည်ပြပေးနာလေးမှာပဲပါလာတဲ့ကိတ်တွေမုတ်တွေကိုနေ့လယ်စားအနေနဲ့စားခဲ့ကြပါတယ်ရေတိတောင်ပြီးတော့အခုကတော့မြတ်စင်းတောင်ဆက်သွားနေပါပြီအဲ့မှာရှိတဲ့သူတွေကတောင်6တောင်ကိုဆိုင်ငင်းနဲ့တရက်ကို2000ကျော်ပေးရမယ်ဆိုလို့ဈေးကြီးတာနဲ့ရောတောင်တက်ချင်တာနဲ့ရောခြေချင်းမဲတက်ဖြစ်သွားကြပါတယ်ဒီ view လေးကတော့ဒီဘက်ကနေဟိုးဘက်မှာရှိတဲ့ကြိုက်ထီရိုးစီတွေကိုလှမ်းမြင်ရပါတယ်ရှုခင်းတွေကလည်းအရန်ကိုလှပါတယ်အတောင်အခုကတော့အများစိမ့်တောင်ရောက်ပါပြီအဲ့မှာပူးလေးတွေမြောက်လေးတွေလည်းတွေ့ခဲ့ပါသေးတယ်ပြီးရင်စင်းကြံတောင်သွားပါတယ်အဲ့နာမှာရှိတဲ့နာမည်ကြီးနေတဲ့ဂျပန်ဖျားနေကယုံဖျားကိုလည်းဝင်ခဲ့ပါသေးတယ်အဲ့နေရာကနေမြင်ရတဲ့ view ကတောင်တက်လာခဲ့တဲ့အမော်တွေကိုတော်တော်ကိုပြည့်စီပါတယ်အရန်ကိုလှပါတယ်တ
တပ်ပုံရိုက်ဗီဒီယိုရိုက်ပြီးရင်တော့အစင်းကိုလည်းလာတော့ကလန်အတိုင်းပဲပြန်ဆင်းခဲ့ပါတယ်အပြန်လမ်းမှာလည်းအကောင်တူတူတချင်းတွေဆိုလိုက်စကားတွေပြောလိုက်နေမောတာပဲပျောက်သွားမှန်းကိုမသိလိုက်ပါဘူးအခုကတော့ကြိုက်ထီကိုတောင်ပေါ်ပြန်ရောက်ပါပြီညနေပိုင်းလေးရောက်နေပြီဆိုတော့ရေချိုးပြီးပြင်ဆင်ဖို့အခန်းကိုစီကိုပြန်ကြပါပြီဆိုတော့ကျမရဲ့အပိုင်းကတော့ဒီလောက်ပါပဲနောက်တစ်ယောက်ကဆက်ပြီး voice over လုပ်တော့ပါမယ်Hello ကျွန်တော်တို့တွေနှစ်နိုင်ကျော်လောက်ရှိပြီးကြာမှာညနေပဲအရင်အေးတော့နွေးတဲ့စီနဲ့တင်ကုန်းတောင်းတက်ထားတာကြောင့်ပိုက်ဆံနေကြပါပြီအဲ့ဒါကြောင့်တစ်ခုသွားစားဖို့ထမင်းဆိုင်နေရှိတဲ့ဘက်ကိုတွားပါမယ်အဲ့ဒီမှာစားတော့ဆိုင်တွေရောထမင်းဆိုင်တွေရောအများကြီးရှိပါတယ်ကျွန်တော်တို့ကတော့အဆုံးနေလျှောက်ကြည့်ပြီးကမှပါစားမလဲဆိုင်ပြရွေးပါမယ်နောက်ဆုံးတော့ရွှေကက်ဖီမှာကြက်မဲမာလာမောက်ရှိတ်လေးစားခဲ့မယ်အဲ့ဒီတပွဲကိုကျွန်တော်တို့900ဝဝလင်းလင်းစားခဲ့ရပါတယ်တပွဲကို2000ကျော်ကြခဲ့ပါတယ်အဲ့ဒါနေနဲ့လည်းမဆိုပါဘူးပြီးတော့ SIB မှာရှိတဲ့မိုးရင်းကဆိုင်မှာမိုးရင်းကနဲ့အကျွန်းထပ်စားခဲ့ကြပါတယ်ပပြည့်နေအောင်စားပြီးတော့ခါမှာတော့ SIB မှာရှိတဲ့လက်ကတင်နီလာမှာထိုင်းပြီးလက်ပုံမှာတန်းလေးတွေအုပ်စုလိုက်ကပဲစုခဲ့ကြပါသေးတယ်တပုံကို9000တောင်ပေးခဲ့ကြပါတယ်အုပ်စုလိုက်မလို့ဈေးလဲလျှော့ပေးပါတယ်တဲ့ပြီးတော့ဟိုတယ်ကိုခဏပြန်ပြီးဟိုတယ်က rooftop cafe မှာ coffee တောက်မယ်ဆိုပြီးခဏထိုင်ပြီးနားကြပါတယ်ညပဲရောက်လာပြီးဆိုတော့နေကအရင်တိုက်ပြီးအရင်အေးပါတယ်အဲ့ဒါနဲ့ပဲရှင်းကောက်ခါငင်းခါပဲဖျားပိနာကဇောင်းတန်းမှာအုပ်စုလိုက်ဆောင်နေရှုံးပြီးတွားထိုင်းပြီးစကားတွေပြောပြီးတပုတ်နေရိုက်ခဲ့ကြပါတယ်တော်တော်လေးလည်းအေးပါတယ်ခဏနေတော့ဆောင်းရှုံတွေနဲ့ဟိုတယ်ပြန်ပြီးညအိတ်ဝတ်စုံပြန်လဲပြီးရှေးဝတ်ဖို့တစ်ခေါက်ထွက်ကြပါတယ်အဲ့ဒါနဲ့ပဲသူတို့မိန်းကလေးအုပ်စုတက်စကားပြောဖို့ချိန်ပေးပြီးကျွန်တော်တို့ယောက်ျားလေးအုပ်စုလည်းစကားပြောဖို့ဘီယန်မှာရှိတဲ့တငယ်ချင်းကိုဘူစီလန်းခေါ်လိုက်ပါတယ်ထိုက်မှာရှိတဲ့တငယ်ချင်းကိုဘူစီလန်းခေါ်တော့ second recording လေးမလုပ်လိုက်ရလို့ blog ထဲတော့ပါမလာပါဘူးအဲ့ဒါနဲ့ပဲညနေ7:00နာရီလောက်နေတော့အိမ်ကယူလာတဲ့သမင်းတွေဟင်းတွေနဲ့အတူတူသမင်းတူထပ်ဆူစားကြပြန်ပါတယ်အဲ့လိုနဲ့ပဲစကားတွေထိုင်ပြောလိုက်တော်တွေဆော်လိုက်ဂိမ်းတွေဆော်လိုက်စကားတွေကြီးနဲ့ပဲအညကိုကျွန်တော်ကိုဆုံးခဲ့ကြပါတယ်ကျွန်တော်အပိုင်းကတော့ဒီလောက်ပါပဲနောက်ချက်ပိုင်းကိုတော့အရှာတယောက်ကပြန်ပြီး voice over လုပ်ပါလိမ့်မယ်โอเคဆိုတော့ဒါကတော့ဒေတူရဲ့မနက်ခင်းဖြစ်ပါတယ်ကျွန်တော်တို့ခဏနေကြလို့ရှိရင်ဖះတော့ရှိခုမှာဆိုတော့ဖះစာစာအောင်မပါလာတဲ့သူကပါလာတဲ့သူစီနေတဲ့ပုံရိုက်ပြီးတော့ကျန်တဲ့ကျွန်တော်တို့၃ယောက်ကတော့အပြင်မှာထွက်ပြီးတော့ခုံလိုက်ပေါက်လိုက်လုပ်နေပါတယ်အခုကတော့ခဏနေကြလို့ရှိရင်ဖះပေါက်သွားဖို့အတွက်မျက်နှာတက်သွားတိုင်ပြင်ဆင်ကြပြီဖြစ်ပါတယ်။ sorry 4 နာရီကျော်တော့ထိုက်ပြင်တာဆိုတော့ချိန်ထီကိုမှအရန်အေးပါတယ်။အဲ့ဒီမနေ့မျက်နှာတက်ခဲ့ရေကိုတော့ကိုကြီးမမေ့ပါဘူး။အရန်အေးခဲနေရပါပဲ။အခုကတော့မနေ့စောစီဖះဆုံးကပ်ဖို့နဲ့ဖះရှိခိုးဖို့သွားနေဖြစ်ပါတယ်။မနေ့အစောကြီးဆိုတော့လေအရန်တိုက်ပြီးတော့အဲ့လေးတိုက်လိုက်တဲ့အချိန်မှာအရန်အေးပါတယ်။ဆိုတော့ဖះရင်မြေမော်ရအောင်ထီကိုမနေ့ကိုသွားရဲပေါ့နော်။ပြီးတော့မနေ့အာရုံဆုံးကပ်ဖို့ထွက်ဆုံးဝယ်ပါမယ်။ဆုံးကတော့စီအမျိုးသားရှိကျွန်တော်တေချာမမှတ်မိတော့ဘူးပေါ့နော်။မနက်အောင်ဆုံးကပ်ပြီးတော့ကျွန်တော်အဲ့နားမှာရှိတဲ့နေရာမှာဖျောင်းနိုင်ရဲ့အမွှေးနိုင်ရဲ့ကိုလည်းပူဇော်ခဲ့ပါသေးတယ်။မနက်အောင်ဆုံးလက်ကပ်ပြီးတော့ဆိုတော့ကျွန်တော်တို့ခေါင်းလုံးလေးလူဖို့တောင်းဝယ်ပါမယ်။အခုကြိုက်ထီကိုလာဖြစ်တာတန်ငယ်ချင်း9ယောက်ဆိုပေမဲ့ကျွန်တော်တို့အဖွဲရဒီကန်း9ယောက်ရှိတာပါ။2ယောက်ကနိုင်ငံခြားရောက်နေတာဆိုတော့တူတူလေးကုတူရအောင်ခေါင်းလုံးမှာကျွန်တော်တို့9ယောက်လုံးရဲ့နာမည်ရေးပြီးလှူခဲ့ပါသေးတယ်။အဲ့ဒီနေ့ကကျွန်တော်တို့မနက်အစောကြီးထပြီးသွားလို့တော့မသိပါဘူးပေါ့နော်။အဲ့ဒီကတော့လေအရန်အောင်တိုက်ပါတယ်။အမနောက်ကအတန်နားထောင်လိုက်ပါတော့။လေရန်တိုက်အခုကတော့ကျွန်တော်တို့တွေဖျားရှိခိုးပြီးသွားပြီဆိုတော့ဟိုတယ်ကိုပြန်มาတော့မယ်ဟိုတယ်မှာမနက်စာ breakfast buffet ရှိတာဆိုတော့အမီပြန်နေပါရဲ့ပေါ့နော်ဒါရဟိုတယ် breakfast buffet ပါစားလို့ကုန်မှရိုက်ဖို့အမှတ်ရရပေါ့နော် rating က6 out of 10လောက်ပေးပါတယ်ပြီးရင်တော့ကျွန်တော်တို့တွေဇွတ်ကရင်လောက်ကြပြီးတော့ကရင်အင်းကြီးတွေနဲ့မိုးဆိုးတောင်သွားပါမယ်ဇွတ်ကရင်ပေါ့နော်မနက်မိုးလေးနေထွက်တဲ့အချိန်ထိကိုလေးတွေအရန်အောင်တိုက်နေသေးပါတယ်တော်တိုက်တယ်ပြီးတော့ဒီနေရာလေးမှာရှုခင်းလာလို့ဆိုပြီးတော့အုပ်စုလိုက်တပ်ပုံတွေရောတယောက်ချင်းစီတပ်ပုံတွေရောရိုက်ခဲ့ပါသေးတယ်။ပြီးတော့ခြေကမ်းပါဇက်ကိုဆင်းပါမယ်။အုပ်စုလိုက်နောင်တရဆုံးအချိန်ကိုပြောပါဆိုရင်တော့ဒီအချိန်ပါပဲ။ဘာလို့လဲဆိုလို့ရှိရင်လေကတစ်တွေကအရန်မှတ်ပြီးတော့ပြီးရင်လမ်းမှာလဲဟိုဆေးမြစ်ဖော်တဲ့နေရာတွေမှာအတင်းလိုက်ဆွဲပြီးတော့ဆေးလိမ့်ပေးမယ်ဘာညာရေးလည်းရှိပါတယ်။အဲလေးရောဂရုစိုက်ပြီးသွားကြပါတော့။ပန်းလိုက်ရင်ချက်အတန်ဖြစ်နေအဲ့လိုနဲ့ပဲရက်လိုက်တက်လိုက်နေပဲအထုပ်ပြသိမ်းမှုတွေဟိုတယ်ပြန်ရောက်ခဲ့ပါတယ်ခဏနေကြလို့ရှိရင်ဟိုတယ်ချက်ကောက်လောက်ရအောင်ဆိုတော့ဟိုတယ်ချက်ကောက်မလုပ်ခင် outfit ချက်လေးအရင်လုပ်လိုက်ပါတယ်ကဲအဲ့လိုနဲ့ပဲ outfit ချက်တွေဟိုတယ်ချက်ကောက်တွေလုပ်ပြီးတော့အထုပ်လေးတွေကိုစီနဲ့တောင်တက်ကဆေးဖို့ကင်မွန်စကန်ကိုပြန်ဆင်းမှုအတွက်သွားနေရပြီဖြစ်ပါတယ်
ဒါကတော့မနေ့ကတက်ခဲ့တောင်းနေပါတယ်ဒီထိတ်ကိုလည်းရောက်ခဲ့တယ်ဟိုထိတ်ကိုလည်းရောက်ခဲ့တယ်ပတ်စံတစ်ထောင်နဲ့ပါဒီဒုတ်ကောက်ဒုတ်တစ်ချောင်းနဲ့အားလုံးတက်ခဲ့ကြတာပါဟိုထိတ်ကနေဟိုအောင်ဆုံးနေချေချင်းပါပဲအခုကတော့တောင်တက်ကားပေါ်ရောက်ပါပြီအသွားတော့ငစီလိုက်ရတဲ့တောင်တက်ကားနောက်ဆုံးတက်မှာကိုအခုအပြန်ကိုနောက်ဆုံးတက်ရအောင်မရအောင်လူပြီးတော့စီးခဲ့ပါတယ်အခုကတော့တောင်ကိုပြန်စမှဖြစ်တဲ့အတွက်အကုန်လုံးကမနေ့ကတောင်တက်ထားတဲ့အချိန်နဲ့ရောပြန်ရတော့မယ်ဆိုတော့အတိနဲ့တိတ်တော့မျက်နှာလေးရပြုံးရွှင်မနေကြတော့ပါဘူးအဲ့ဒါနဲ့တောင်အောက်ကိုရောက်တော့တီမွတ်ခန့်ရဲ့အနီးနားလေးမှာပဲရှိတဲ့ကတဲ့ချောင်းကိုလည်းအပြန်ဝင်ခဲ့ပါသေးတယ်အဲ့ဒီလိုနဲ့ပဲကျွန်တော်တို့ကတဲ့ချောင်းမှာရေလည်းအဝါဆော့တဝါးကြီးဆော့ပြီးတော့မှရန်ကုန်ကိုပြန်ခဲ့ကြပါတယ်အဲ့ဒီလိုနဲ့ပဲအပြန်လန်းထမင်းဝင်စားတဲ့အချိန်မှာမနေ့ကတောင်တက်ထားတဲ့အချိန်နဲ့ရောဒီနေ့ရေကူးထားတဲ့အချိန်နဲ့ရောအရန်ပင်မနေချလို့တယောက်နဲ့တယောက်စကားအောင်သိချမပြောနိုင်ကြတော့ပါဘူးအခုဆိုရင်တော့တဖြည်းဖြည်းနဲ့ကျွန်တော်တို့ခရီးစဉ်ရဲ့ဆုံးသက်ကိုရောက်လာပါပြီသူတို့ကအထုတ်တီချပြီးတော့တက်စီလာဖို့စောင့်နေတာဖြစ်ပါတယ်ပြန်มาတော့အရန်ပင်မနေချလို့ဘာဗီဒီယိုမှတိတ်မရလိုက်ရဘူးပေါ့နော်ကဲဒါဆိုလို့ရှင်တော့ကျွန်တော်တို့ရဲ့နှစ်ပတ်ကြော်လောက်တိုင်ပင်ကြပြီးတော့တစ်ပတ်ကြော်လောက်စောင့်လိုက်ရတဲ့တိုက်ထီကိုတညရဲ့ခရီးလေးရဲ့ vlog လေးရောဒီမှာပဲအဆုံးသတ်ပါပြီ vlog လေးကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် bye see you in the next video wait ဒါတော့ကျွန်တော်တို့တိုက်ထီကိုခရီးလေးတစ်ချောင်းမှာတငယ်ချင်းတွေ snap မိလာတဲ့ video တစ်ပုံလေးဖြစ်ပါတယ်ဘာသာလဲလဲကဲတာဒီဖြစ်ပြီဘာမှမထိုင်